တေရင်တာတေသွားမယ်လူတက်တန်းတစ်လျှောက်မှာလက်ဖက်6ကိုဒီလိုနီးလန်းမျိုးနဲ့တော့လုံးဝမသုံးမိပါစေနဲ့ဘာလို့လဲဆိုတော့တစ်ခါလောက်သာစမ်းသုံးကြည့်လိုက်ရင်တစ်သက်လုံးသပင်ညက်ရလွန်လို့မောသွားလိမ့်မယ်သပင်အရှင်နှုံးကတော့လုံးဝရက်တန့်သွားမှာမဟုတ်လို့ပါပဲဒါလေးလုပ်ဖို့အတွက်အိုးတစ်လုံးလေးကိုလက်ဖက်6တစ်စွန်းစံတစ်စွန်းမန်ကြီးစိတ်ဒါမှမဟုတ်ပဲနံ့သာစိတ်တစ်စွန်းလေးညင်းပွင့်5ပွင့်နဲ့ရေတစ်ဖန်ခွက်ထည့်လိုက်ပါပြီးရင်ဒါတွေကိုမိနစ်20လောက်တေချာဆူအောင်ပြုတ်ပေးရပါမယ်အေးခံပြီးရဲ့နောက်ရေစစ်နဲ့စစ်ပြီးစပရေးဘူးထဲထည့်ထားလိုက်ပါအခုဆိုရင်နေတိုင်းဒါလေးကိုစံသားရင်းတွေတဲ့အထိနှက်အောင်ဖြန်းပြီးအตาရလေးနှိမ့်နေပေးုံမှာပဲပြီးရင်တော့တနာရီကနေ2နာရီလောက်ကြာမှသပင်ကိုစင်ကြယ်အောင်လျှော်ပစ်လိုက်ပါရက်တစ်ပတ်9ရက်အတွင်းမှာတင်ထူးခြားတဲ့ရလဒ်ကိုမျက်ဝါးထင်ထင်မြင်တွေ့ရပါလိမ့်မယ်သပင်ပေါက်နှုံးက2ဆတင်မကပဲအစ20မကမြန်ဆန်လာပြီးစံသားတွေကိုရှည်လျားတန့်ဆွမ်းပြီးထူထဲနဲ့မှောင်လာစေမှာပါကဲဒီနီလန်းလေးကိုဒီနေ့ပဲအမြန်ဆုံးစမ်းကြည့်လိုက်ရအောင်ဗျာဒီလိုမျိုးအကောင်းဆုံးစံကေတာထိမ့်သိမ့်တဲ့အကြံပြုချက်တွေကိုအမြဲတည်နေရဖို့အတွက်ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားဖို့မမေ့နဲ့နော်ဒီအပင်ကတင့်ကျမ်းမာရေးကိုဘလို့ကဲတင်မလဲကမိုမိုင်းလက်ဖက်ရည်မှာလူအများစုမတိကြတဲ့ဘလို့အစွမ်းထက်လှုပ်ဝက်ချက်တွေရှိနေလဲတံမြာသီးနဲ့တွဲတောက်ရင်အသေးသေးကအစိတ်တောက်တွေကိုတန့်စင်ပေးပြီးအစာချေစနစ်ကိုတိတိတတာကောင်းမွန်စေပါတယ်လက်ကျက်ညာကစွန်းတွေနဲ့တွဲတောက်ရင်ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေကိုလျှော့ချပေးပြီးသွေးတွင်းတကြားတက်ကိုထိန်းညှိပေးပါတယ်ပြားရည်နဲ့တွဲတောက်ရင်စိတ်ကိုတည်ငြိမ်စေပြီးနှစ်ချိုက်အိပ်ပျော်စေတဲ့အပြင်ချောင်းဆိုးတာကိုပါပျောက်ကင်းစေပါတယ်ဒါကိုလိုအပ်နေတဲ့သူစီရောက်အောင်အခုကြည့်နေတဲ့မိတ်ဆွေတို့မှ share ပေးခြင်းဖြင့်ကုသိုလ်ယူကြပါဆက်နားထောင်လိုက်ပါဂျင်းနဲ့တွဲတောက်ရင်ရင်ကျက်တာနဲ့တလိပ်တွေကိုဖယ်ရှားပေးပြီးအဆုပ်ကိုတန့်စင်ပေးပါတယ်လေးညင်းပွင့်နဲ့တွဲတောက်ရင်ဘိုက်ပွားဘိုက်ကေတာလေအောက်နာနဲ့ဘိုက်ရစ်နာတာတွေကိုအမြန်ဆုံးတက်တာစေပါတယ်ဒီလိုအသုံးဝင်တဲ့တဘာဝဆေးနေလေးကိုနောက်ခါပြန်ကြည့်လို့ရအောင်အခုပဲဆဲထားလိုက်တော့နော် share ပေးဖို့လည်းမမေ့ကြပါနဲ့